ကားနေချက်ကတော့ကွာသူ့ငါထမင်းစားပြီလားလို့မင်းလေပြီးဆိုပြီးတလုံးနဲ့ပဲပို့တာကွာငါ့ကိုတွတ်ဆမ်းပါငါအခုခိုးမှာရောငါ့ကိုတွတ်ဆမ်းပါမလုပ်ပါနဲ့မင်းอ่ะဟဲ့မင်းရုပ်ကလည်းကွာငိုမလို့လို့ရှိမလို့နဲ့ဘာဖြစ်လဲ ငါကောင်မလေးရသွားလို့ကွာစိတ်ညစ်နေတာကွာ ဩမင်းကလည်းကွာကောင်မလေးရောက်သွားဆိုတော့စိတ်ညစ်စရာမဟုတ်လေဝမ်းသာမှာလေကွာ မင်းသိပါဘူးကွာ ဘာလဲရောက်မင်းကောင်မလေးကမင်းကိုရစ်လို့လား မင်းကလည်းငါကောင်မလေးကအသက်ကြီးနေပြီကွာအဲ့လိုကလေးကလားကွက်တွေမလုပ်ပါဘူးကွာ အော်ဒါဆိုမင်းကောင်မလေးစကားများလို့ဟုတ်တယ်မလား စကားနေချက်ကတော့ကွာသူ့ငါထမင်းစားပြီလားလို့မင်းလေပြီးဆိုပြီးတလုံးနဲ့ပဲပို့တာကွာ အော်ငါသိပြီမင်းကောင်မလေးကအစောက်တော့တောင်းညံတယ်ဟုတ်တယ်မလား စားတော့လည်းမတောင်းညမ်းပါဘူးကွာတနေ့ကုန်စားတာစုစုပေါင်းကြောင်စားလောက်ပဲရှိတာကွာ ဒါဆိုမင်းကဘာလို့စိတ်ညစ်နေတာငါ့ကိုပြော ဘာလို့စိတ်ညစ်ရမှာလဲကွာငါကောင်မလေးတဲ့သူ့ညမပို့ပြီးချောနေတယ်လေကွာသူ့ညမငါချစ်မိသွားပြီကွာ ငါ့ကိုတွတ်ဆမ်းပါငါအခုခိုးမှာရောငါ့ကိုတွတ်ဆမ်းပါ မလုပ်ပါနဲ့မင်းอ่ะ အေးမလွတ်နိုင်တော့တော်တော်မရိုင်းတော့အမတယောက်လုံးရတာတော့မှညမောက်ပါကြံတော့မင်းနာနဲ့တွေ့မယ် အော်မင်းကလည်းကွာငါအရင်ချစ်မိသွားလို့ပါကွာ ဟာ